BOA News မှာကြိုဆိုပါရယ်ထိုင်းနိုင်ငံရဲ့နာမည်ကျော်မွေထိုင်းဖိုက်တာယောထန်ဂျစ်မောင်နွန်ရဲ့လက်တလောအခြေအနေတွေနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ယောထန်ဟာလာမယ့်ပွဲစဉ်အတွက်ပြင်ဆင်နေရင်တစ်ဖက်မှာလည်းစာချုပ်ကိစ္စနဲ့လက်မှတ်အတုပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်ပထမဆုံးအနေနဲ့ယောထန်ရဲ့လာမယ့်ပွဲစဉ်အကြောင်းတင်ဆက်ပေးပါမယ်ယောထန်ဟာဂျပန်နိုင်ငံရဲ့နာမည်ကျော် kickboxing fighter တာကီရုစီဂါဝါနဲ့လာမယ့်2026ခုနှစ်ဧပြီလ29ရက်နေ့မှာဂျပန်နိုင်ငံတိုကျိုမြို့မှာပြန်လည်ရင်းပြိုင်ဖို့ရှိနေပါတယ်။ဒီပွဲဟာ One Interim Flyweight Kickboxing World Title အတွက်ရင်းပြိုင်ရမှာဖြစ်ပြီးပရိသတ်တွေအလွန်စိတ်ဝင်စားနေတဲ့ပွဲကြီးပွဲကောင်းတစ်ခုဖြစ်ပါတယ်။ယောထန်ဟာဒီပွဲအတွက်အပြင်းထန်လေ့ကျင့်ပြင်ဆင်နေပြီးသူ့ရဲ့ပရိသတ်တွေကိုအကောင်းဆုံးစွမ်းဆောင်ရည်ပြသဖို့အသင့်ချင်နေပါပြီ။ဒါပြင်ယောထန်ဟာလက်တလောမှာစာချုပ်ကိစ္စနဲ့ပတ်သက်ပြီးအငင်းပွားမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ယောထန်ကသူ့ရဲ့ One Championship နဲ့စာချုပ်တက်ကန်ကုံဆုံးသွားပြီလို့လူသိရှင်ကြားပြောဆိုခဲ့ပေမယ့် One Championship ကတော့ယောထန်ဟာစာချုပ်တက်ကန်ကြန့်ရှိနေတဲ့ကြောင်းတုံ့ပြန်ထားပါတယ်။ဒီကိစ္စဟာဘလို့အဆုံးသတ်မလဲဆိုတာကိုတော့စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။နောက်ထပ်စိတ်မကောင်းစရာသတင်းတစ်ပုဒ်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းဧပြီလ9ရက်နေ့မှာယောထန်ဟာသူ့ရဲ့လူမှုကွန်ရက်ဆမ်းမင်းနာကနေတဆင့်သူ့ရဲ့လက်မှတ်30ကျော်အတူပြုလုပ်ခံရကြောင်းထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ဒီကိစ္စဟာထိုင်းအားကစားလောကမှာတော်တော်လေးကြရိုက်သွားခဲ့ပြီးအခြားဖိုက်တာအချို့လည်းအလားတူလက်မှတ်အတူပြဿနာတွေကြုံတွေ့နေရတယ်လို့သိရပါတယ်။အချို့အချင်းဆိုရရင်ယောထန်ဟာလာမယ့်တာကီရုနယ်ပွဲအတွက်အာယုံစိုက်ပြင်ဆင်နေရင်တစ်ဖက်မှာလည်းစာချုပ်ကိစ္စနဲ့လက်မှတ်အတူပြဿနာတွေကိုဖြေရှင်းနေရတဲ့ရှုပ်ထွေးတဲ့အခြေအနေတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။သူ့ရဲ့အားကစားဘဝနဲ့ပုဂ္ဂိုလ်ရေးဘဝမှာကြုံတွေ့နေရတဲ့ဒီစိန်ခေါ်မှုတွေကိုဘယ်လိုကျော်လွှားမလဲဆိုတာကိုတော့ကျွန်တော်တို့ BOA News ကနေဆက်လက်စောင့်ကြည့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ BOA News ကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်သတင်းအချက်အလက်တွေအတွက်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။